ချစ်ဟုတ်လားအချစ်ဆိုတာငွေနဲ့ဝယ်လို့ရပါတယ်ဒါပေမဲ့အချစ်ဆိုတာနဲ့တော့ငွေကိုပြန်ဝယ်လို့မရအုံနောက်ဆိုတာစင်ကျင်လို့တရားရှိနှလုံးသားကစင်ကျင်မဲ့အုံနောက်ကြီးမှနှလုံးသားကြီးနိုင်တာပါရှင့်ဒီချိန်မှာဒါပြောလို့ရှင်နားလည်နိုင်မှာမဟုတ်ပါဘူးရှင်အုံနောက်နဲ့ချစ်တတ်တဲ့အချိန်ရောက်လာရင်ရှင်ကျမကိုနားလည်သွားပါဘူးတော်သားပါကွာဒီပါမင်းကမသိပြီးထင်ကြီးမနေနဲ့ကွာငါနှမျောတယ်ငါမင်းအတွက်ပေးဆက်လိုက်ရတယ်ငါနှမျောတယ်